လာကြည့်အောင်လွယ်လေးပါပဲမနေ့တော့ဇာတ်လေးနဲ့ပဲဆက်ပြီးလေ့ကျင့်ကြည့်ကြမယ်နော်အဲ့မှာ quality အရေးတော့ကကိုဘယ်လောက်ရောင်းရတဲ့ unit price ဆိုတာကိုဝယ်တဲ့ဈေးထည့်တဲ့ unit ဈေးကကိုရောင်းမဲ့ဈေး total ကိုလိုချင်ရင်အပြင်မှာစဉ်းစားတဲ့လိုပဲအရေးအတွက်နဲ့ကိုရောင်းတဲ့ဈေးနဲ့မြောက်လိုက်တာဒါစုစုပေါင်းရတယ်အဲ့ဆိုမြက်လားမမြက်လားသိချင်လဲကိုအပြင်မှာစဉ်းစားတဲ့အတိုင်းပဲညီမချင်း quality အမြောက်စဉ်းစားရမှာပါလေဘယ်အဲ့ဒါဒါဆိုရင်တသိန်းမြတ်အဲ့ဒါဆိုရင် auto fill ဆွဲချလိုက်ဖြည့်တတ်ရအဲ့ဆိုအနှစ်ချုပ်တည်ခြင်းလဲစောစောလိုပဲ sum ဆွဲလက်မိတလောက်ဆွဲပြီးရင်နောက်က7ဖြတ်1000ထိထည့်မယ်သူက row တွေက10သိန်းကျော်ရှိပါတယ်လေညကျဲတဲ့လောက်ထည့်လို့ရနော်ပြီးရင် auto fill တာဆွဲချလိုက်ဒီဘက်ကဖြည့်တယ်မှန်လားမမှန်လားသိချင်ဒီမှာကြည့်လိုက် e column e3 ကနေ row 1000အဲ့လိုမျိုးပဲဒီမှာဆိုလဲ h3 ကနေ h1000 เนาะအဲ့လိုမျိုးတော့အဲ့ဆိုရင် price တွေဒီမှာ save price တွေကမတိချင်ဘူးဖြတ်ခဲ့လားဒီမှာ total ဒါဆိုလို့ရှိရင်တနေ့ချင်းရောက်ရတဲ့အရေးအတွက်စုစုပေါင်းသိရမယ် total amount စုစုပေါင်းသိရမယ်အမြတ်စုစုပေါင်းသိရမယ်ကဲဒီဗီဒီယိုလေးကနေလဲအကျိုးတစ်စုံတရားရရှိမယ်လို့ထင်ပါတယ်လက်တွေ့လုပ်ငန်းမှာလုပ်ကြည့်ရင်ပြလိုက်ကြည့်ကြမယ်နော်